Hello ဒီနေ့ကတော့ comment reply ပြန်တဲ့ video လေးပါဒီအကိုက Amazon အကြောင်းလေးကိုပြပြပေးပါဆိုလို့ Okay Amazon အကြောင်းလေးကိုပြပြပေးပါမယ်ရှင်ဆိုတော့ Amazon အကြောင်းကိုပြောရင် Amazon ဆိုတာဘာလဲဆိုတာနဲ့စပြောပေးမယ်เนาะဆိုတော့ Amazon ဆိုတာကတော့ကမ္ဘာအကြီးဆုံးမိုးတစ်တော်ကြီးဖြစ်ပါတယ်အဲ့ဒီတစ်တော်ကြီးရဲ့ဒီနေရာကတောင်အာဖရိကတိုင်းမှာရှိတယ်သူရဲ့စတုရန်ကီလိုမီတာပေါင်းက9.5 သန်းထိကျယ်ဝန်းပြီးတော့ဘရာဇီးနိုင်ငံနဲ့ဧရိယာအများဆုံးထိစပ်လျက်ရှိတယ်ဒီတောကြီးထဲမှာတက်ရှိလူသားတွေကတော့10%လောက်နေထိုင်ကြတယ်။ဇီဝမျိုးကွဲတွေဖြစ်တဲ့ငှက်မျိုးစိတ်တွေတစ်ပင်မျိုးစိတ်တွေတခြားအန်ဒရယ်ရှိတဲ့မွေကြားခြင်သေးစားတဲ့သတ္တဝါတွေရဲ့မိတင်းနေထိုင်ရာတောကြီးလည်းဖြစ်ပါတယ်။ဒီ Amazon တောကြီးကိုကမ္ဘာကြီးရဲ့အဆုပ်လို့လည်းခေါ်ကြတယ်။ဘာလို့အဲ့လိုခေါ်ရလဲဆိုလို့ရှိရင်သူကကမ္ဘာကြီးမှာရရှိတဲ့အောက်ဆီဂျင်ရဲ့20%ကိုဒီ Amazon တောကြီးကနေထုတ်လုပ်ပေးရဖြစ်တယ်။ပြီးတော့ကမ္ဘာရာသီဥတုကိုလည်းအများဆုံးထိန်းညှိပေးတဲ့တောကတော့ Amazon တောပဲဖြစ်တယ်။မြစ်လက်တက်ပေါင်း1100ကျော်နဲ့ဖွဲ့စည်းထားတဲ့ Amazon မြစ်ဆိုတာလေကမ္ဘာဒုတိယအရှည်ဆုံးမြစ်ဖြစ်တယ်။ဒီမြစ်ကြောင့်မလို့ပဲ Amazon တောကရည်တည်စာတာပေါ်ကျွယ်ဝပါတယ်။ဒီ Amazon တောကြီးကိုအမိပြုပြီးတော့လူမျိုးပေါင်း400ကျော်နေထိုင်ကြတယ်။ဘာသာစကားမျိုးပေါင်းကတော့300ကျော်ရှိပါတယ်။အဲ့ဒီလူမျိုးပေါင်း400ကျော်တွေကမှ90ကျော်ကတော့ပြင်ပကလူမျိုးတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိဘဲနေကြပါတယ်တဲ့။ဒီ Amazon တောကြီးမှာလည်း NRA အများကြီးကြားရောက်လျက်ရှိပါတယ်။ဒေသခံတွေကစိုက်ပျိုးရေးအတွက်မီးရှို့တာတွေရဲ့ရာသီအလိုက်တောမီးလောင်တာတွေရဲ့ကတော့နှစ်စဉ်နှစ်တိုင်းကြုံတွေ့ရပါတယ်။အဲ့ဒါတွေထက်အဆိုးဝါးဆုံးကတော့တစ်ခိုးထုတ်တာတွေပဲဖြစ်ပါတယ်။ဘလောက်တောင်ဆိုးဝါးသလဲဆိုရင်2020ခုနှစ်ရဲ့စစ်တမ်းအရဘရာဇီးပိုင်း Amazon တောရဲ့ဧက1000ကျော်လောက်ထိပျောက်ဆုံးသွားပါတယ်တဲ့။နယ်မြေခွဲဝေရေးအတွက်တိုက်ခိုက်ကြတဲ့ဒေသခံတွေရဲ့တိုက်ပွဲကလည်းဒီ Amazon တောကြီးမှာဆိုရင်မကြာခဏဆိုသလိုရှိနေပါတယ်။ Amazon တောကြီးကိုထိန်းသိမ်းဆောင်ရှောက်ဖို့ရန်အတွက်ဆိုပြီးတော့ဘရာဇီးနိုင်ငံကိုနိုင်ငံတကာကနေပြီးတော့ငွေကြေးတွေအများကြီးထောက်ပံ့ကြပါတယ်။ဒီ Amazon တစ်တော်ကြီးဆိုတာကတကမ္ဘာလုံးမှာရှိတဲ့သက်ရှိစနစ်ရဲ့တကယ့်ကိုအရေးကြီးတဲ့နှလုံးသေးဖို့ဖြစ်တယ်။ဒါကြောင့်မလို့နိုင်ငံတကာကလည်းဒီ Amazon တောရဲ့ထိန်းသိမ်းဆောင်ရှောက်ရေးကိုဝိုင်းဝန်းပြီးတော့ကူညီပံ့ပိုးပေးကြတာဖြစ်ပါတယ်။ဒီနေ့ပြောပြပေးရဆိုလို့ရှိရင်တော့ Amazon တောအကြောင်းကိုအကျဉ်းချုပ်လေးပါပဲတကယ်ပြောမယ်ဆိုလို့ရှိရင်တော့ပြောစရာတွေကတော့ပြောမကုန်နိုင်အောင်ပဲပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဘိုင်ဘိုင်